ရှိဗီဒီယိုမှာတော့ကျွန်တော်တို့တွေတရက်ကိုဘယ်နှစ်နာရီအိပ်ဖို့လိုရလဲဆိုတဲ့အကြောင်းကိုပြောခဲ့ပြီးတော့ဒီနေ့ဗီဒီယိုမှာတော့အိပ်ချိန်နည်းနည်းပဲရရင်တော့ဒီနေ့ကလမ်းစမ်းတက်ကြွနေစီမယ့်နည်းလမ်းကိုပြောပြပေးပါမယ်။တခါတလေအိပ်ဟန်လို့လာတဲ့အခါရှင်းနိုင်ရပြီးအေးလိုက်ရတာနဲ့ဘာလို့ဒီလောက်တောင်ပင်ပန်းပြီးတော့လူကလေးလံတိုင်းပိုင်းနေရတာလေးလို့တွေးဘူးပါသလား။အလုပ်တွေစာမေးပွဲတွေကြောင့်တညကို၄နာရီ၅နာရီလောက်ပဲအိပ်ရတဲ့ရက်တွေမှာကောဒီနေ့ကငိုင်းမနေပဲနဲ့တက်ကြွလန်းဆန်းနေအောင်လုပ်လို့ရမယ်နီလန်းရှိမလားဒီဗီဒီယိုထဲမှာတော့အဲ့ချိန်အနေငယ်ပဲရရင်တော့မနေ့ကမှလန်းလန်းဆန်းဆန်းနဲ့အားရင်အပြည့်နဲ့နှုတ်ထလာစီမယ်နီလန်းတွေကိုရှင်းပြပေးသွားပါမယ်အဓိကတော့ချက်ကတော့ကျွန်တော်တို့ရဲ့အုံနောက်ဟာအိပ်ပျော်နေတဲ့အချိန်မှာတစ်ဆက်တည်းအိပ်ပျော်နေရမှာမဟုတ်ပါဘူးသူ့မှာမိနစ်90ကြာတတ်တဲ့ sleep cycle လို့ခေါ်တဲ့အိပ်ဆက်ခြင်းစက်ဝန်းလေးတွေရှိပါတယ်အဲ့ဒီမိနစ်90အတွင်းမှာအိပ်ပျော်ကားတာအစဉ် light sleep ကနေနည်းနည်းကြိုက်အိပ်ပျော်တဲ့အစဉ် deep sleep အထိအစဉ်စီကူပြောင်းသွားတာပါကျွန်တော်တို့နိုးလာတဲ့အချိန်မှာလက်ဆန်းနေဖို့ဆိုရင်ဒီမိနစ်90စက်ဝန်းတစ်ခုပြီးဆုံးတဲ့အမော်သားအိပ်ဆက်ခြင်းအစဉ်မှာနိုးထားဖို့လိုအပ်ပါတယ်တကယ်လို့နည်းနည်းကြိုက်အိပ်ပျော်နေတဲ့အလဲကောင်ကြီးမှာအလန်းမီလို့လက်နိုးလာရင်တော့လူကတနေ့ကိုမအိမသားဖြစ်နေတတ်ပါတယ်ဒါကြောင့်အရေးကြီးတာကဘယ်နှနိုင်အိပ်ရမလဲဆိုတာအတွက်စောင်းဝန်းမနေ့ချိန်ပြအောင်အိပ်ရမလဲဆိုတာပါပဲဥပမာတင်ကမနေ့6နာရီမှနိုးချင်နေဆိုပါစို့9နာရီအိပ်တာတက်6နာရီဒါမှမဟုတ်9နာရီခွဲအိပ်တာကပိုပြီးလန်းဆန်းစေပါတယ်ဘာလို့လဲဆိုတော့6နာရီဟာမိနစ်90စောင်းဝန်း4ချိန်အတိအကျပြည့်လို့ပါပဲဒါကြောင့်တင်အိပ်ချိန်နည်းနည်းပဲရမယ့်ရက်တွေမှာမိနစ်90ရဲ့အစာတိုးကိန်းတွေဖြစ်တဲ့4နာရီခွဲဒါမှမဟုတ်6နာရီအတိအကျပြည့်အောင်အချိန်ကြီးပြီးအိပ်ဆက်ကြည့်ပါဒုတိယချက်ကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဇီဝနာရီစာကေဂျီယန်ရတန်ကိုစနစ်တကျထိန်းချုပ်ဖို့ဖြစ်ပါတယ်ဒီဇီဝနာရီကဘယ်ချိန်မှလန်းဆန်းနေရမယ်ဘယ်ချိန်မှအိတ်ချိန်စိတ်ဖြစ်ရမယ်ဆိုတာကိုတဘာဝအလင်းအောင်မူတည်ပြီးဆုံးဖြတ်ပေးတာပါအိတ်ချိန်နေနေပဲရရင်တော့ဒီဇီဝနာရီမှန်ကန်နေမယ်ဆိုရင်အိတ်ဆက်ခြင်းအရေးတွေကအမြင့်ဆုံးမှရှိနေမှာဖြစ်ပါတယ်ဒါဆိုရင်အိတ်ချိန်နေတဲ့နေ့တွေမှာခန္ဓာကိုယ်ရဲ့ဇီဝနာရီကိုချက်ချင်းနှိုးကြလောက်အောင်ဘယ်လိုလုပ်မလဲအလွယ်ဆုံးနည်းလမ်းကတော့မနက်နိုးနိုးချင်း10မိနစ်ကနေ15မိနစ်အတွင်းသဘာဝနေရောင်ခြည်ကိုခံယူပေးဖို့ပါပဲနေရောင်ခြည်ကအုံနောက်ကိုအိတ်ရှင်စိတ်ဖြစ်စေတဲ့မယ်လာတိုနင်ဟော်မုန်းထုံးလုံးမှုကိုချက်ချင်းရပ်တန့်ဖို့အထက်ပြလိုက်ပြီးလူကိုတက်ကြွလန်းဆန်းစေတဲ့ကော်တီဇောဟော်မုန်းကိုတိုးမြှင့်ပေးပါတယ်မနက်နိုးနိုးချင်းဖုန်းမောင်မြေကိုကြည့်နေမယ့်အစားပထမပေါက်ကိုဖွင့်ပြီးအပြင်ကသဘာဝအလင်းရောင်ကိုကြည့်ပေးတာကကော်ဖီတစ်ခွက်တောက်လိုက်ရသလိုလူကိုချက်ချင်းမျက်စိပွင့်သွားစေမှာပါမနက်ခင်းမှာအလင်းရောင်လို့သလိုပဲညအိမ်ခန်းဒီမှာလည်းအလင်းရောင်ကိုထိန်းချုပ်ဖို့လိုပါတယ်အထူးသဖြင့်ဖုန်းနဲ့ကွန်ပျူတာတွေကထွက်တဲ့ blue light တွေဟာကျွန်တော်တို့ရဲ့အုံနောက်ကိုအခုထိနေခင်းပဲရှိသေးတယ်လို့လဲစားလိုက်ပါတယ်ဒါကြောင့်အိမ်ခန်းဒီအထိဖုန်းကြည့်နေရင်အိပ်ပျော်ဖို့ခက်ခဲတတ်ပြီးအိပ်ပျော်သွားရင်တော့နည်းနည်းချာချာအိပ်ပျော်တဲ့အစဉ်ကိုမရောက်တော့ပါဘူးတကယ်လို့တင်က9နာရီပဲအိပ်ရမယ်ဆိုရင်တော့အဲဒီ9နာရီကအရေးသွေးပြည့်ရှိတဲ့အိပ်ဆက်ခြင်းဖြစ်ဖို့လိုပါတယ်။ဒါကြောင့်မအိပ်ခင်အနည်းဆုံးမိနစ်30အလိုမှာဖုန်းကိုဝေဝေးမှာထားလိုက်ပါ။လူဆိုတာအလုပ်တွေများများလာတဲ့ဒီဘဝကြီးထဲမှာအမြဲတမ်း8နာရီအပြည့်အိပ်ဖို့ဆိုတာမလွယ်ဘူးပါဘူး။ဒါပေမဲ့မိနစ်90အိပ်ဆက်ခြင်းစံဝန်းကိုစနစ်တကျတွက်ချက်မယ်။မနက်ခင်းနေအောင်ကြည့်ကိုအသုံးချမယ်။ညဘက်ဖုန်းကြည့်တာဆင်ခြင်မယ်ဆိုရင်အိတ်ချိန်နဲ့တော့အပြည့်နဲ့တက်ကြွတဲ့နေ့ရက်တွေကိုပတ်စံနေမှာဖြစ်ပါတယ်။စမန်ကြကြအိတ်ဆက်ပြီးနေ့ရက်တိုင်းကိုစွမ်းဆောင်ရည်ပြည့်နဲ့ဖြတ်တန်းလိုက်ပါ။ဒီဗီဒီယိုလေးကတင်တွက်အကျိုးရှိစေခဲ့ရင်လိုက်ပြီးခဲ့ဖို့တောင်းဆိုချင်ပါတယ်။အခုလိုစိတ်ဝင်စားစရာအထွေထွေပို့တူတာတွေကိုစဉ်းစားမပြတ်ကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ဗျာ။